အဲ့ဒီမှာ cabinet ဝန်ကြီး10 ယောက်လောက်ပါပြီးတော့တပ်မတော်ကကျွန်တော်ကိုမေးတယ်မေးတော့အဲ့ဒါတော့ကြာသမရကြီးပြောပြီးတော့တစ်နှစ်လောက်ကြာမှမေးတာမေးတော့ဘာသူတို့ကသိချင်တာဒီ federal စနစ်ဘယ်နှမျိုးရှိလဲဆိုတာမေးတယ်မေးတဲ့အခါကျကျွန်တော်ပြောတာအများကြီးရှိတယ်ဒါပေမဲ့ခင်ဗျားတို့တပ်မတော်အနေနဲ့စဉ်းစားဖို့ကနှစ်ခုပဲရှိတယ်လို့အချိုးညီ federal စနစ်နဲ့အချိုးမညီ federal စနစ်ဆိုတာရှိတယ်လို့ကမ္ဘာမှာအချိုးညီ federal စနစ်ဆိုတာတိုးတက်ချမ်းသာတဲ့နိုင်ငံတွေဥပမာကနေဒါလိုဟာမျိုးဂျာမနီလိုဟာမျိုးတိုးတက်တဲ့နိုင်ငံတွေမှာဟိုးနေစွန်နေဖျားကလူတွေရနေတဲ့အခွင့်အရေးဟာသူတို့ရဲ့မြို့တော်မှာရနေတဲ့လူတွေအခွင့်အရေးနဲ့တန်းတူဖြစ်တယ်အချိုးမညီ federal စနစ်ဆိုတာအိန္ဒိယလိုဟာမျိုးနိုင်ငံကြီးပြီးတော့မဟုတ်ရင်လူမျိုးပေါင်းစုံနေထိုင်တဲ့နေရာမှာလူနည်းစုတွေကဟိုလူအများစုတွေနဲ့တန်းတူဖြစ်နိုင်အောင်လို့တိကျအထူးအခွင့်အရေးတွေပေးတဲ့နိုင်ငံမျိုးမှာရတဲ့ဟာမျိုးနှစ်ခုကိုစဉ်းစားပေးပါလို့အဲ့တော့နောက်ကျရင်သူတို့ကအိန္ဒိယ federal စနစ်ကိုတိကျချာချာလေ့လာပြီးတော့တမတော်ကာကိုကြီးဦးစီးချုပ်က၃ချိန်တိပြောတယ်အိန္ဒိယ federal စနစ်ကိုတမတော်အနေနဲ့စိတ်ဝင်စားတယ်ဆိုတဲ့ဟာပြောလာတယ်ဒါပေမဲ့ခုနပူစွန့်ပြောသလိုပဲဘာဖြစ်လဲဆိုတော့ EAO တွေပဲဖြစ်အစိုးရဖြစ်အချိုးညီကိုကြိုက်လားအချိုးမညီကြိုက်လားဆိုတာအခုချိန်ထိမသိချတမတော်ကသိချတယ်အစိုးရမသိချတာ EAO တွေမသိချတာအဲ့ဒါတော့ကျွန်တော်ဒီပါဟိုပါပေါ့အများပြည်သူသိအောင်ကျွန်တော်ပြောရတယ်ဘာလို့လဲတတ်ချုပ်ကပြောတယ် Federal စနစ်ကိုအခြေခံသောဒီမိုကရေစီပြည်ထောင်စုထူထောင်မယ်ဆိုသမ္မတဦးသိန်းစိန်ကဇွန်လ30ရက်နေ့2013မှာပြောပြီးပြီအဲ့ဒါကြောင့် Federal ဆိုတဲ့ဟာအရင်တုန်းကပြောရင်ထောင်ကြတာအဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့က Federal ဆိုတဲ့ဟာကိုကြိုက်တဲ့လောက်ပြောလို့ရတယ်အဲ့ဒီဟာမြန်မာပြည်မှာ Federal စနစ်ပြန်လဲရှင်းတန်းချက်နောက်ပြီးတော့ခုနပြောတဲ့အထဲမှာ25 Federal စနစ်9နိုင်ငံကဟိုအခြေခံဥပဒေမရှိ160က unitary ဆိုတာဘာပေတံနဲ့တိုင်းတယ်လဲဆိုတဲ့အပေါ်မှာမူတည်တယ်ဘာလို့လဲဆို Federal စနစ်ဆိုတာခုနကျွန်တော်ပြောတဲ့ဒီတောက်တိုင်ကြီး9ခုနဲ့တိုင်းတာလို့ရှိရင်ပညာရှင်တယောက်ကတိုင်းတာရင်ဥမာမြန်မာကို Federal စနစ်လုံးဝမဟုတ်ဘူးဆိုတော့ပညာရှင်တယောက်မှဒီနေ့အထိကျွန်တော်မတွေ့သေးဘူးဟုတ်တယ်တောက်တိုင်9ခုတော့ရှိတယ်ဒါပေမဲ့ဒီတောက်တိုင်ကအသုံးမကျဘူးဟိုတောက်တိုင်ကမကောင်းဘူးဒီတောက်တိုင်မကောင်းဘူးတမတော်ပါနေတဲ့မဟုတ်ဘူးလားဟိုဟာမဖြစ်ဘူးဒီဘာလဲဒီလွှတ်တော်နေရအာဏာခွဲဝေရေးကဒီအစိုးရနှစ်ခုအာဏာခွဲဝေရမမျှဘူး institution correlation မကောင်းဘူးအဲ့ဒါတွေပဲပြောတယ်ဒါပေမဲ့တောက်တိုင်9ခုမပြည့်လို့ fair မဟုတ်ဘူးဆိုတာပြောတဲ့ပညာရှင်တယောက်မှအခုချိန်ထိမရှိသေးဘူးနောက်ပြီးတော့ unitary ဟုတ်လားမဟုတ်ဘူးအဲ့ဒါတော့သိချတယ်နောက်ပြီးတော့ hybrid ဖြစ်လားဖြစ်တယ်ဘာကြောင့်ဖြစ်လဲဆိုတော့တပ်မတော်အနေနဲ့တစ်သက်လုံးငါတို့ဒီဟိုဟာထဲမှာဒီလွှတ်တော်ထဲမှာ25ရာခိုင်နှုန်းထိုင်နေမယ်လို့သူတို့မပြောဘူးဘာလို့ဆိုတပ်မတော်ပြောတာရှင်းရှင်းလေးသူတို့လက်နဲ့ကင်ဟိုပါပေါ့လက်နဲ့ကင်နေတဲ့အဖွဲ့အစည်းတွေမရှိတဲ့အခါကျရင်သူတို့အနေနဲ့ပေကပ်ပြီးတော့လွှတ်တော်ထဲမှာထိုင်နေမယ်မဟုတ်ဘူးဆိုတာသူတို့ကပြောပြီးသားတရွဝင်တယ်အဲ့တော့လက်နဲ့ကင်တဲ့အဖွဲ့အစည်းတွေမရှိတော့ဘူး NCA ကိုလုံးဝအကောင့်ထဲပေါ်သွားပြီးပြည်ထောင်စုသဘောတူညီချက်အစိတ်ပိုင်း1 2 3 4 5ပေါ့ဘယ်နှခုလာမလဲတော့မသိဘူးအဲ့ဒါတွေကနေတစ်ဆင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုခုနပြောတဲ့ Federal တောက်တိုင်ကြီးတွေတစ်ခုပြီးတစ်ခုဟိုဖြည့်ဆွက်ပြီးတော့အကောင့်ထဲပေါ်ပြီးတော့ပြုပြင်နိုင်တဲ့အခါကျရင်တပ်မတော်ကကျွန်တော်လွှတ်တော်ထဲမှာရှိမယ်လို့ကျွန်တော်မထင်ဘူးအဲ့ဒါကြောင့်ဒီ2008ကိုပြုပြင်လို့ရပါတယ်လို့